ရရင်ချင်း courage ဆိုတာမွေးရပါစွမ်းရည်တစ်ခုလို့ထင်ထားရင်တော့တကယ်တမ်းစဉ်းစားကြည့်ရအောင်ပါဒီနေ့တော့ရရင်မှုရဲ့အရေးမြင့်အမှန်ဆိုတဲ့အကြောင်းအရာကိုအခြေခံပြီးခွဲခြမ်းစေဖြာထားတဲ့အချက်အလက်တွေကိုလေ့လာကြည့်ကြပါမယ်လူမျိုးစုလက်ခံထားတဲ့ရရင်မှုဆိုတဲ့အယူဆနဲ့လက်တွေ့အရှိတရားကဘလို့တောင်ကွာခြားနေလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲဆက်လိုက်ကြအောင်ဒီအကြောင်းအရာကိုတေချာနားလည်ဖို့ဆိုရင်ပထမဆုံးအရေးကြီးတဲ့အမှန်တရားတစ်ခုကိုလက်ခံရပါလိမ့်မယ်ဘဝရဲ့အခက်အခဲတွေခေါင်းဆောင်မှုဆိုတဲ့ရှုပ်ထွေးတဲ့ကိစ္စရပ်တွေကိုဘချို့အကူအညီမှမပါဘဲတယောက်တည်းရင်ဆိုင်ကြော်ဖြတ်နိုင်လောက်အောင်တန်ဆွမ်းတဲ့သူအရေးထွက်ကဒီကဘာပေါ်မှာဘယ်လောက်များရှိမလဲအဖြေကတော့လုံးဝမရှိပါဘူးတိတိကျကျသုံးရပါပဲဟုတ်ပါတယ်ဘယ်သူမှအရာအလုံးကိုတယောက်တည်းပြည့်ပြည့်စုံအောင်မလုပ်နိုင်ကြပါဘူးဆိုတော့ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကဘာလဲဆိုရင်လူအဖွဲ့ကြီးကသတ်မှတ်ထားတဲ့အမြင်နဲ့အရှိတရားကြားကကွာချက်ကြီးပါပဲကျွန်တော်ပတ်ဝန်းကျင်မှာကိုရင်းစွမ်းရည်စိတ်တကြံခိုင်မှုဆိုတာတွေကိုသိပြီးအမှားကျင်လေးရှိကြတယ်မဟုတ်လားဒါပေမဲ့တကယ်တမ်းကျတော့ရေးရမှုဆိုတာအတွင်းစိတ်ကနေအလိုလိုပေါက်ဖွာလာတဲ့အရာမဟုတ်ပါဘူးပြင်ပအခြေအနေတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေဖန်တီးပေးလိုက်တဲ့အရာတစ်ခုသာဖြစ်နေပါတယ်ဒါကြောင့်မို့လို့ရဲရင်ချင်းဆိုတဲ့စကားလုံးကိုပြန်ပြီးအတိတ်ပဲဖွင့်ဆိုဖို့ယူလာပါပြီရဲရင်ချင်းကိုမွဲရပါကိုကြီးကိုတွေ့တခုလို့မမြင်ပဲပြင်ပကနေရရှိတဲ့အချင်းချင်းယုံကြည်မှုတွေခိုင်မာတဲ့မိတ်ဆွေဖွဲ့မှုတွေပြီးတော့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကနေထွက်ပေါ်လာတဲ့ရက်လက်တစ်ခုအဖြစ်ပြောင်းလဲရှုမြင်ရပါမယ်တကယ်တော့ပတ်ဝန်းကျင်ရဲ့အားပေးပံ့ပိုးမှုကသာလူတယောက်ကိုခွန်အားတွေအများကြီးဖြစ်ပေါ်လာစေတာပါဒါကိုပို့ပြီးမြင်သာသွားအောင်ကဘာကျော်ကျွမ်းမသမားတွေဥပမာလေးနဲ့ကြည့်ရအောင်ပါလေထဲမှာအသက်အန္တရာယ်ရှိတဲ့ကျွမ်းထိုးပြခွက်အသစ်တစ်ခုကိုပထမဆုံးအချိန်စမ်းသပ်ဖို့သူတို့ပေကနေမြတက်တီရလာကြတာလေတွေ့ကြည့်ဘူးကြလားအဖြေကရှင်းပါတယ်အောက်မှာတေချာတက်ဆင်ထားတဲ့ဘေးကင်းလုံခြုံရေးပိတ်ကွန်ကြီးရှိနေလို့ပါပဲပြုတ်ကျသွားခဲ့ရင်တောင်ဖန်ပေးမဲ့အရာတစ်ခုရှိနေတယ်ဆိုတော့အသိစိတ်ကသူတို့ကိုဒီလိုအန်ဒီရယ်များတဲ့အလုပ်ကိုရဲရဲဝါးဝါးလုပ်နိုင်စွမ်းပါလိုက်တာပါဒီလိုပါပဲလေးတိကုံသမားတဲ့နောက်ကိုထပ်ပြီးစဉ်းစားကြည့်အောင်အကောင်းပကတိဖြစ်နေတဲ့လင်းရင်ပြန်ပေါ်ကနေအောက်ကိုခုန်ချဖို့ဆိုတာလုံးဝကိုမမှုလွယ်တဲ့ကိစ္စလေဒါပေမဲ့သူတို့ဘာလို့ယုံကြည်မှုအပြည့်နဲ့ခုန်ချရတာလဲသူတို့ရဲ့ကြောမှာတေချာလုံးကျုံစွာတက်ဆင်ထားတဲ့လေထီးဆိုတဲ့ပြင်ပဘီကင်းကြီးပစ္စည်းရှိနေလို့ပါပဲလေကြီးတာမပါဘူးဆိုရင်ဘယ်သူမှမခုန်ချရဲမှာမဟုတ်ပါဘူးပြင်ပကအရာဝတ္ထုတွေနဲ့တဆင့်ရဲရင်မှုကိုဘယ်လိုတိဆောက်ယူတယ်လဲဆိုတာကိုပြသနေတဲ့တက်ကဲ့တာရကကောင်းတစ်ခုပါပဲအခုပြောခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာဥမာဝါလေးတွေကိုကျွန်တော်တို့လူသားတွေရဲ့နေ့စဉ်ဆက်ဆံရေးနယ်ပယ်တွေကိုယူလာကြည့်အောင်တကယ်တော့လူတိုင်းအတွက်လိုအပ်နေတာကအခုနောက်ကလိုမျိုးချွင်းချက်မရှိပိုက်ကွန်လိုမျိုးပံပိုးပေးမြဲသူတယောက်တည်းတာဖြစ်ပါတယ်ငါမင်းကိုယုံကြည်တယ်မင်းနောက်မှာငါရှိတယ်အရာရာစင်ပြေပြီးတော့ခဲ့ရင်တောင်းအားလုံးလွဲကြော်သွားခဲ့ရင်တောင်းမင်းအတွက်ငါမြဲရှိနေပေးမယ်လို့နွေ့နွေ့ထွေးထွေးတယောပေးမယ်လက်တွေ့လည်းရက်တီပေးမယ်သူမျိုးပေါ့ဒီလိုပံပိုးမှုမျိုးကသာဘာမစိုးရင်ဆိုင်ရတဲ့ခွန်အားတွေကိုအပိအဝပေးစွမ်းနိုင်တာပါတကယ်ကိုအံ့မခံပါတယ်ဒီလိုမျိုးအခရမပံပိုးပေးမဲ့သူတယောက်ရှိနေတာဟာနေ့စဉ်ဘဝရဲ့ရေးမှုပုံစံအမျိုးမျိုးကိုဖွင့်လှစ်ပေးနိုင်ပါတယ်ဒီလိုပြင်ပပံပိုးမှုတွေရှိနေတဲ့အတွက်အကောင်းမြင်စိတ်တွေရှိလာတယ်ခက်ခဲချက်တဲမှုတွေအကြောင်းပူပူလင်းလင်းပြောဆိုရဲလာတယ်အနာဂတ်နဲ့ပတ်သက်ပြီးအပြုတဘိုးဆောင်တဲ့မျှော်လင့်ချက်တွေထားရှိနိုင်လာတယ်သူတစ်ပါးကစိတ်ခံစားမှုပိုင်းဆိုင်ရာအဖော်ပြုတ်ပေးနိုင်လာတယ်ပြီးတော့အရေးကြီးဆုံးလိုအပ်လာတဲ့အခါတခြားသူတွေစီကအကူအညီကိုရဲရဲဝံ့ဝံ့တောင်းခံနိုင်လာပါတယ်ဒါတွေကနေစဉ်ဘဝအတွက်တကယ်ကိုမရှိမဖြစ်လိုအပ်တဲ့ရဲရဲမှုတွေပါပဲဒါပေမဲ့ခက်တာတစ်ခုကဒီလိုရဲရဲမှုကိုအပြေးဝဖြစ်ပေါ်စေမဲ့နှဆိုင်တဲ့ယုံကြည်မှုတစ်ခုတိဆောက်ဖို့ဆိုတာတိတ်တော့မလွယ်လာပါဘူးယုံကြည်မှုတိဆောက်ဖို့အတွက်ဆိုရင်တွေ့ကြုံရသမျှကောင်းတဲ့အရာတွေရောဆိုးတဲ့အရာတွေကိုပါရိုးသားပွင့်လင်းစွာမျှဝေရဲတတိလိုအပ်ပါတယ်ကိုယ့်ရဲ့အခက်အခဲတွေကိုဖုံးကွယ်မထားဘဲပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ခြင်းကသာခိုင်မာတဲ့ယုံကြည်မှုနဲ့ဘေးကင်းလုံခြုံတဲ့ဆက်ဆံရေးပိုက်ကွန်တစ်ခုကိုတည်ဆောက်နိုင်မှာပါကဲအခုအချိန်ထိဆွေးနွေးခဲ့တာတွေကကိုရဲကိုယ်ကဆက်ဆံရေးဒီလိုပဲထင်စရာရှိပါတယ်ဒါပေမဲ့ဒီဘေးကင်းလုံခြုံစေတဲ့ပိုက်ကုံဆိုတဲ့သဘောတရားဟာတာမန်တငယ်ချင်းဆက်ဆံရေးဆိုတဲ့အဆင့်ကိုကျော်လွန်ပြီးလုပ်ငန်းခွင်အတွင်းကထိရောက်တဲ့ခေါင်းဆောင်မှုရဲ့အဓိကအနှစ်သာရနေရာမှာရှိနေပါတယ်။အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုရင်ခေါင်းဆောင်တွေဟာသူတို့ရဲ့အဖွဲ့သားတွေအတွက်ယုံကြည်စိတ်ချရတဲ့ပိုက်ကုံတစ်ခုဖြစ်သေးဖို့အလွန်ကိုအရေးကြီးပါတယ်။ခေါင်းဆောင်မှုဆိုတာဘယ်လိုအဆင့်ဆင့်ဖြစ်ပေါ်လာလဲဆိုတာလေ့လာကြည့်ရအောင်ပါ။အမားရင်းနေဖြစ်လာတဲ့အခါဒါမှမဟုတ်အခက်ခဲတွေတဲ့ရင်ဆိုင်ရတဲ့အခါခေါင်းဆောင်တဲ့အနေနဲ့အဖွဲ့သားတွေနောက်ကတည်းမရက်တီပေးကြောင်းအရင်ဆုံးပြသရပါမယ်။အဲဒီလိုပြသနိုင်တဲ့အခါအဖွဲ့သားတွေကလုံခြုံမှုနဲ့ပံ့ပိုးမှုကိုအပြည့်အဝခံစားရပါတော့တယ်။အဲဒီကနေတဆင့်စံတည်ထုံမှုတွေအပြောင်းလဲတွေလှုပ်ဆောင်ဖို့ရင်းရင်မှုတွေကတဘာဝအရောက်ကိုဖြစ်ပေါ်လာတာပါ။ဒါဟာအင်မတန်အစွမ်းထက်တဲ့ခေါင်းဆောင်မှုတန်တဲ့တစ်ခုပါပဲ
တေချာရာပေါ့ခေါင်းဆောင်ရဲ့ပံ့ပိုးမှုကိုအပြည့်အဝရခတဲ့ရဲရင်နဲ့အဖွဲ့သားတွေဟာဖွဲ့စည်းတဲ့အမှတ်ခံအကျိုးကျေးဇူးတွေကိုယူဆောင်လာပေးနိုင်ပါတယ်။သူတို့ဟာခက်ခဲတဲ့အလုပ်တွေကိုရှောင်လဲမနေပဲရဲရဲဝံ့ဝံ့လှုပ်ဆောင်လာကြပါလိမ့်မယ်။အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနဲ့မကိုင်းညီတဲ့မမှန်ကန်တဲ့ຢာတွေကိုရဲရဲဝံ့ဝံ့ဟင်းအင်းလုပ်ငင်းဆန်လာနိုင်ပါလိမ့်မယ်။လိုအပ်တဲ့အခါမှန်ကန်တာကိုထုတ်ဖော်ပြောဆိုလာနိုင်သလိုအဖွဲ့အစည်းတိုးတက်ဖို့တဲ့အကြံဉာဏ်သက်တွေကိုလည်းယုံကြည်မှုအပြည့်နဲ့တင်ပြလာနိုင်မှာပါ။ဒီလိုလုပ်နိုင်တာတွေအားလုံးဟာသူတို့နောက်မှာခိုင်မာတဲ့ပိုက်ကွန်ရှိနေတယ်ဆိုတဲ့အသိစိတ်ကြောင့်ပါပဲ ဒီတော့ဒီเจ้าရာကိုအဆုံးသတ်ရရင်ကျွန်တော်တို့အားလုံးအလေးနဲ့ထားစဉ်းစားရမယ့်မေခွန်းတစ်ခုရှိလာပါပြီ။ဘဝမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ရှေ့ကိုကြီးမားတဲ့ခြေလှမ်းတစ်ခုလမ်းဖို့ဒါမှမဟုတ်စွန့်စားမှုတစ်ခုလုပ်ဖို့လိုအပ်လာတဲ့အခါကိုယ့်ရဲ့အဖွဲ့သားတွေအတွက်ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက်လုံခြုံရေးလေထီကိုဘယ်သူကကင်ထားပေးနေလဲဆိုတာပါပဲ။ရင်းချင်းဆိုတာတူးတဲ့စွမ်းဆောင်ရည်မဟုတ်ပဲအပြာလန့်ပံ့ပိုးမှုကနေလာတာဖြစ်တဲ့အတွက်တယောက်ခိုင်မာတဲ့ပိုက်ကွန်တစ်ခုဖြစ်ပေးနိုင်အောင်စူးစမ်းကြဖို့တိုက်တွန်းရင်းဒီအကြောင်းအရာကြီးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်